မင်္ဂလာပါဒီနေ့မှာတော့အားလုံးစောင့်မျှော်နေတဲ့တွေ့တိုင်းကြီးကို UFC ဘက်ကချပြလာခဲ့ပြီဖြစ်ပါတယ်အဲ့ဒါကတော့ဝတော်ရဲ့ချန်ပီယံကဘက်ကာကွယ်ပွဲဖြစ်ထိုးသက်ချမဲ့အစ္စလမ်မာဂါချက်နဲ့အီရန်ဂေရီရဲ့တွေ့တိုင်းမှာအဲ့ဒီပွဲစဉ်ကိုဩဂုတ်လ15ရက်နေ့ဖီလာဒယ်ဖီးယားမှာကျင်းပမဲ့ UFC 330ခေါင်းပွဲဖြစ်ထည့်သွင်းပါဝင်လာတာဖြစ်ပါတယ်အဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့တည်ထားရသမျှချက်လက်တွေကိုကျွန်တော်တို့ပြည်သက်တွေနားလည်လောက်အောင်ရှင်းပြဖို့အတွက်ဒီဗီဒီယိုကိုစီစဉ်လိုက်တာဖြစ်ပါတယ်ဗီဒီယိုလေးကိုစလိုက်ကြအောင်ပါပထမဦးဆုံးနဲ့အစ္စလမ်မာဂါချက်ကရှေ့မှာဒီခမာရူဥစမန်နဲ့ထိုးနေတယ်ဆိုပြီးတော့ပွဲစကားပြောတယ်နေကြားနေရတယ်။ဒါအပြင်အင်မီရောပွဲမှာလည်းအိန္ဒိယဒိုဘိုရီးယားနဲ့ပွဲတည်ဖို့အချိန်ချင်းကြိုးစားခဲ့ပေမဲ့လို့ညှိနှိုင်းမှုတွေအဆင်မပြေတဲ့အတွက်အိန္ဒိယဒိုဘိုရီးယားနဲ့စူပါဖိုက်ကဖြစ်မသွားခဲ့ဘူး။အဲ့တော့ပုံပုံလင်းပြောရင်ဝယ်တာဝိတ်မှာကလည်းတခြားသောဖိုက်တာကောင်းတွေအများကြီးရှိနေတယ်။အဲ့ဒီထဲကမှ UFC ဘက်ကနေပြီးတော့အီရန်ဂယ်ရီကိုပွဲတည်ပေးလိုက်ပါတယ်။ဒါကတကယ်ဖြစ်တဲ့တွဲတိုင်းလို့မြင်တယ်။သူရဲ့နောက်တစ်ယောက်ရှိနေတဲ့ကတော့မိုက်ကယ်မူရလက်စ်ပါရှင်းမှာမိုက်ကယ်မူရလက်စ်နဲ့ပွဲဖြစ်မယ်ဆိုပြီးတော့အားလုံးကအထင်ကြီးပေးထားကြတာဒါပေမဲ့မိုက်ကယ်မူရလက်စ်နဲ့ပွဲမဖြစ်ခဲ့ဘူး။ဘာကြောင့်လဲဆိုတော့မိုက်ကယ်မူရလက်စ်အစားအီရန်ဂယ်ရီကို UFC ဘက်ကခွင့်ရေးပေးလိုက်လို့ကမိုက်ကယ်မူရလက်ကလက်ရှိအချိန်ထိရှုံးပွဲမရှိသေးဘူး။ဘာရောသူလည်းရတဲ့နေမှာပါတယ်။ဒါပေမဲ့အီရန်ဂယ်ရီကကစားပုံနဲ့ထိုးပေါက်သက်ပေါက်ပြိသက်ပူကြိုက်တဲ့ကစားသမားပြီးတော့သူတို့နှစ်ယောက်ကိုတည်ပေးမယ်ဆိုရင်လည်းပြိသက်စိတ်ဝင်စားမှုရမ်းများမယ်ဆိုတော့ UFC ကသိတယ်အဲ့တော့အဲ့ပွဲစဉ်ကိုပဲတကူကစီစဉ်ပေးခဲ့တယ်လို့ကျွန်တော်ကတော့မြင်တယ်။နောက်တစ်ချက်အနေနဲ့ကအီရန်ဂယ်ရီကတောက်လျှောက်ဆိုသလိုအစ္စလမ်မာဂါချက်ကိုစိန်ခေါ်နေတာအဲ့တော့သူတို့နှစ်ယောက်ကြားမှာလည်းအနေငယ်သောပုတ်တိုက်မှုတွေရှိတယ်။အီရန်ဂယ်ရီကသူကကော်နာရဲ့မျိုးဆက်အစ္စလမ်မာဂါချက်ကခါဖေးရဲ့မျိုးဆက်အဲ့တော့ကော်နာနဲ့ခါဖေးပုံစံမျိုးနောက်တစ်စီမြန်တည်ကြမယ်ဆိုပြီးတော့ရှေ့မှာအကြိမ်ကြိမ်ပြောခဲ့မှုတဲ့ဒါကပုံမှန်လင်းပြောရင်ဒါကစတန်သားတွေနဲ့တစ်ဖက်က Irish လူမျိုးတွေရဲ့ကြား rival တစ်ခုကိုခစ်ပြန်ပြီးတော့ဖန်တီးရတဲ့ပုံစံပါပဲတကယ်စိတ်ဝင်စားစရာကောင်းတဲ့အခင်းချင်းလို့ပြောရမယ်ဖိုင်တာနေရာလုံးကပရိုကစားသမားဘဝမှာတစ်ချိန်စီရှုံးမှုကြတယ်အစ္စလမ်မာဂါချက်ကလည်းရှေ့မှာတစ်ချိန်ရှုံးမှုထားတာအားလုံးအသိဖြစ်လိမ့်မယ်အီရန်ဂယ်ရီကတော့ရှေ့မှာရှက်ခါရက်မန်တော့ကိုဝယ်ရှုံးထားတယ်ဒါပေမဲ့ဒီဝေတာဝိတ်ထဲမှာအကောင်းဆုံးဖိုင်တာတွေကတယောက်ဖြစ်တဲ့ကာလော့စ်ဘရာတက်လိုဖိုင်တာမျိုးကိုအလဲလဲကွဲထိုးပြနိုင်ခဲ့တဲ့အထိအီရန်ဂယ်ရီရဲ့ဆွမ်းဆောင်ရည်ကမြင်မာလွန်းပါတယ်အဲ့တော့ဘာလဲပြောဒီခေါက်ပွဲစဉ်မှာလည်းအစ္စလမ်မာဂါချက်အတွက်ရန်ကြီးလွယ်ကူတဲ့ဖြစ်လာကြအကြောင်းကတော့မရှိဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်။ဘာကြောင့်လဲဆိုတော့ဒီခေါက်ပွဲမှာကထုံးစံတိုင်းပဲစထရိုက်ကာနဲ့ရက်စလာတွေ့ကြမှာအစ္စလမ်မာဂါချက်ကတော့ထုံးစံတိုင်းဝင်ပြီးတော့လုံးပါလိမ့်မယ်။ကျွန်တော်တို့အားလုံးအစ္စလမ်မာဂါချက်ရဲ့ဘောက်ဆင်စကီးကိုလည်းရန် short တွက်လို့မရဘူးဆိုတာအားလုံးအသိဖြစ်မှာပါ။ဘောက်ဆင်မှာလည်းအနေထားတစ်ခုရှိတဲ့ဖိုက်တာဒါပေမဲ့နောက်ဆုံးပွဲမှာဒီဂျီဒီအန်နဲ့ပွဲမှာလုံးဝတစ်ချိန်လုံးခြေဆွဲပြီးတော့ပွဲကိုဒိုမီနန့်လုပ်ပြသွားတာမျိုးကျွန်တော်တို့မြင်ခဲ့ရတယ်။ဒါပေမဲ့ကျွန်တော်အမြင်ပေါ့လေဒီအီရန်ဂယ်ရီလိုဖိုက်တာမျိုးကိုတစ်ချိန်လုံး ground game မှာထိန်းထားပြီးတော့အချိန်ပြည့်ဝန်လုံးနေဖို့ဆိုတာမျိုးလွယ်လိမ့်မယ်မထင်ဘူး။ဘာကြောင့်လဲဆိုတော့အီရန်ဂယ်ရီရဲ့ထိုးပေါက်သက်ပေါက်ကအတော်ကြီးစုံနေတဲ့ထဲမှာပါတယ်။ကာလော့စ်ရာတက်လိုမွေထိုင်းသမားတောင်မှအီရန်ဂယ်ရီကိုမကြော်နိုင်ဘူးဆိုရင်အစ္စလမ်မာဂါချက်အနေနဲ့ဒီခြေထောက်ကိုဆွဲနေတဲ့အကွက်နဲ့ပဲဒီခေါက်ပွဲမှာအလုပ်ဖြစ်ပါမလားစိုးရင်ကြတကယ်ကောင်းတယ်။ပြီးတော့ UFC မှာကဒီနှစ်ထဲမှာရှေ့ကပွဲရလို့ဆက်ပြောရရင်တော့ရှုံးပွဲမရှိတဲ့ဖိုက်တာတွေဘဲဥပွဲတယ်နာမည်ကြီးဖိုက်တာတွေဇက်တိုက်ရှုံးတယ် UFC ဇက်တိုက်ဆိုလိုနစ်နာနေတဲ့နှစ်ပါအားမျိုးအစ္စလမ်မာဂါချက်တာထက်ရှုံးမယ်ဆိုရင်ဒီနှစ်ကတကယ်ကိုချိန်သာတင်နေဆိုဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့မြင်တယ်မိတ်ဆွေတို့ဘယ်လိုမြင်ကြလဲဒီခေါက်ပွဲမှာအစ္စလမ်မာဂါချက်နဲ့အီရန်ဂယ်ရီဘယ်သူနိုင်ရမယ်ထင်ကြလဲကိုယ်မှာဆွေးနွေးခဲ့ကြပါဦးကျွန်တော်ရဲ့ personal အမြင်ကတော့ကျွန်တော်ကတော့အီရန်ဂယ်ရီရဲ့ကစားဟန်ကိုပိုကြိုက်တယ်ဒါကစတန်သားတွေရဲ့နဘန်းကစားဟန်ကိုကျွန်တော်ကြိုက်တယ်မှာမပါဘူးအဲ့တော့ဒီတစ်ခေါက်ပွဲမှာလည်းအီရန်ဂယ်ရီနဲ့ပဲအတူတူရပ်တည်ပါမယ်ဆွေးနွေးခဲ့ကြပါဦးကျေးဇူးပါနောက်ဗီဒီယိုမှာပြန်တွေ့ရအောင်